ဒီနေ့ဗီဒီယိုလေးကတော့ဂျပန်အတန်တွဲနဲ့ဂျပန်စာရင်းနှီးလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ဂျပန်စာဝါဟာရခွန်နီးလေးပေါ့နော်ဂျပန်စာမှာကသူကဒီအတန်တွဲတွေကိုခေါ်တာကိုကြတော့ဖရီကနာလို့ခေါ်ပါတယ်အကယ်၍ဂျပန်စာဝါဟာရရင်းနှီးကိုကြတော့ဟီရကနာလို့ခေါ်ပြီးတော့တရုတ်စာဝါဟာရရင်းနှီးကိုကြတော့ခတခနာလို့ခေါ်ပါတယ်အတန်တွဲလေးတွေကိုကြတော့ဘယ်လိုခေါ်လဲဆိုရင် A O R E I ကို E U O U E O A O O ဆိုပြီးတော့ R E U A O ဆိုပြီးခေါ်ပါတယ်အကယ်၍ K နဲ့ပေါင်းတဲ့အခါကျတော့ခါခီခူခဲခိုဆိုပြီးခေါ်ပါတယ်အဲ့လိုမျိုးမှာစတိုက်ပေါ့နော်စာ S နဲ့ပေါင်းတဲ့အခါစာရှိစုဆဲဆိုလို့ခေါ်ပါတယ် T နဲ့ပေါင်းတဲ့အခါတာချီစတဲ့တိုလို့ခေါ်ပါတယ် N နဲ့ပေါင်းတဲ့အခါနာနီနုနေနိုလို့ခေါ်ပါတယ် H နဲ့ပေါင်းတဲ့အခါဟာဟီဖူဟဲဟိုလို့ခေါ်ပါတယ်ဒီမှာကသတိထားမယ့်ဟာကဒီမှာဖူပေါ့နော်ဒီမှာစဒီနှစ်ခုသတိထားပေးပါနောက်တစ်ခုက M နဲ့ပေါင်းတဲ့အခါမမီမှုမေမှုလို့ခေါ်ပါတယ်ယာယူယောရာရီရူရေရူဝါအိုဒီနှစ်ခုကိုလည်းသတိထားပေးပါဒါကိုကြတော့အိုလို့ခေါ်ပြီးတော့လို့ခေါ်ပါတယ်ဝါအိုဒါကတော့အတန်တော့ခွန်နီလေးပေါ့နော်အတန်တော့ခွန်နီလေးပြီးပြီဆိုဒီအတန်တော့တွေကိုဘယ်မှာတော့ခေါ်မှာလဲဆိုတော့ဒီမှာပေါ့ဟီရကနာမှာခေါ်မယ်ခါတာခနာမှာခေါ်မယ်အဲ့တော့ကြတော့ဆက်ဆက်ချင်းဟီရကနာမှာကြတော့သူ့အတန်တော့ခေါ်မယ်ပေါ့နော်အာအီอูเอโอသူရဲ့တော့ကကြတော့အာအီဘောနော်အာအီอูเอโอဒါကကြတော့ခါခီခူခဲခိုဒီကောင်ကအတန်တော့ခွန်နီလေးတို့သိအောင်ပြောပြတာဖြစ်ပြီးတော့ဒီကောင်ကကြတော့အတန်တော့နဲ့စကားလုံးလေးတွေနဲ့ပေါ့နော်တွဲပြီးတော့အတန်တော့နဲ့ရင်ပါလာအောင်လို့ပေါ့နော်ခဏခဏလေးချင်းပေးရဖြစ်ပါတယ်ဒါကိုကြတော့စာရှိစုဆဲဆိုတာချီစတဲ့တော့ဒီကောင်ကိုဆက်လို့ခေါ်ပါတယ်နောက်တစ်ခုကနာနီနူနေနိုဟာဟီဖူဟဲဟိုဖူလို့ခေါ်ပါတယ်မမီမူမဲမယာယူယောရာရီရူရေရိုဝါအိုဖူစဒီနာလေးတို့သတိထားပေးပါဒါတွေကတော့အတန်ကွဲတွေပေါ့နော်ဟုတ်ပါပြီအခုထပ်ပြီးတော့အတန်ထွန်းနီးလေးတွေကိုပြန်ထပ်ပြီးပြပါမယ်ဒီကတော့စကလုံးနဲ့အတန်ထွန်းနီးလေးတွေကိုမှတ်စေချင်တာပေါ့နော်နောက်ပိုင်းအခါနေကြရင်ထပ်ပြီးတော့ဒီစကလုံးရင်းနှီးတွေပိုင်းထပ်ပြောမယ်ဆိုပေမဲ့လေအာအီอูเอโอခါခီခူခဲခိုစာရှိစုဆဲဆိုတာချီစတဲ့တော့နာနီနုနေနိုဟာဟီဖူဟဲဟိုမာမီမူမေမိုယာယူယောရာရီရူရေရိုဝါအိုဂျပန်မှာကဝါဟာရဘယ်နှလုံးရှိလဲဆို46လုံးရှိပါတယ်အားလေးမှတ်ထားပေးပါနော်အဲ့ဆိုဒါခွန်နီလေးကိုတစ်ခါပြန်ပြီးတော့ဆိုကြည့်ရိုက်မယ်နော်အာအီอูเอโอခါခီခုခဲခိုစာရှိစုဆဲဆိုတာချီစတဲ့တော့နာနီနုနေနိုဟာဟီဖူဟဲဟိုမာမီမူမေမိုယာယူယောရာရီရူရေရိုဝါအိုအဲ့ဒါတော့လေးတွေကခွင်နဲ့တဖြည်းနဲ့ကျင်းသားရတော့မှာဖြစ်ပါတယ်အခုရင်းနှီးလေးတွေတော့ပါမယ်ရင်းနှီးလေးကိုသွားတဲ့အခါမှာအရင်ဦးဆုံး R E U A O အရင်ရေးပြသွားပါမယ် R E U A O ပေါ့နော်အဲ့လိုရေးပြမယ်ဆိုရင်အကိုဘယ်လိုရေးမလဲဆိုတော့ဒီလိုပထမတစ်ချက်ဒီလိုလေးလုပ်မယ်ယူရချက်ဒီလိုလေးအပေါင်းလက္ခဏာလို့ပြီးရှစ်ပုံစံလေး
ရှစ်ပုံစံလေးဆိုမယ်ဒါလေးရထွက်မယ်ဟုတ်ပြီနော်ဒါလေးရထွက်မယ်တစ်ခါထည့်ရေးပြပါမယ်ကွေးလေးအရန်ကြီးဒီလိုကြီးလဲကွေးမသွားဘူးဖြောင်ကြီးလည်းမဟုတ်ဘူးနော်ဒီလိုလေးမကွေးလေးဒါလေးကိုလေလာချမ်းပက်လေးလိုမျိုးပေါ့နော်လာချမ်းပက်လေးလိုပဲခေါ်လိုက်ပါမယ်ပြီးရင်ရှစ်ပုံစံဒီကောင်ကြတော့ကွေးချလိုက်ပါမယ်ဒါကိုလို့ခေါ်ပါတယ်လို့ခေါ်ပါတယ်နောက်တစ်ခုက e ကိုရေးပါမယ် e ရကြတော့ငါးမြတ်ကြီးပုံစံလေး e ဖြစ်ပါတယ် e ဖြစ်ပါတယ်ဒါကဒီလိုမျိုးရှည်လာလို့မရပါဘူးเนาะဒီဘက်ကညာဘက်ကဟာလေးကပို့ပြီးတော့သေးပါမယ် e ဖြစ်ပါတယ်နောက်တစ်ခုက u ကိုရေးပြပါမယ် u ကတန်တန်လေးထည့်ပြီးတော့ u ဖြစ်ပါတယ်နောက်တစ်ခုက a ကိုရေးပြပါမယ် a ကလည်းတန်တန်လေးထည့်မယ် a ဖြစ်ပါတယ် a ဖြစ်ပါတယ် o ကိုရေးပြပါမယ် o ကအနဲ့ခက်ဆစမယ်ဒါပေမဲ့ o ကကြတော့ဒါလေးတော့ပို့ပြီးဖြောင်းပါတယ်ပြီးရင်တော့တစ်ခါလေးရှစ်ဆွဲချပါတယ်တစ်ခါလေးရှစ်ဆွဲချပါတယ်တန်တန်လေးထည့်ပါတယ် o ဖြစ်ပါတယ် o ကတစ်ခါလေးဆွဲချတယ်ပေါ့နော်ကြတော့တော့ကအဲ့လိုမဟုတ်ဘဲနဲ့တော့ကဒီလိုလေးဝိုက်လေးသွားပြီးတော့မှဒီလိုလေးအတန်လေးထွက်တာ o ကကြဘာမှမထွက်ဘူးဒီတိုင်းပဲတရက်ဆွဲချတာဖြစ်ပါတယ်ပြီးတော့တန်လေးထည့်ပါမယ်ဟုတ်ပါပြီo တစ်ခါပြန်ပြီးတော့ဒီဘက်မှာလေ့ကျင့်ကြည့်ပါမယ်မဝိုက်တော့ဝိုက်လေးလုံးမယ်ဖြစ်ပါတယ် e ဖြစ်ပါတယ် u ဖြစ်ပါတယ် a ပါ o r e o a o ဟုတ်ပြီနော်နောက်တစ်ခုထပ်ပါမယ်နောက်တစ်ခုကခါခီခုခဲခိုခါခီခုခဲခိုကိုရေးပြပါမယ်ခုခဲခိုခါကဒီကောင်လေးကနည်းနည်း၄တောင်ကျတယ်ပေါ့နော်၄တောင်ကျပြီးတော့ဒီကောင်လေးကတဏ္ဍမယ်ဆိုတော့စောင်းရမယ်ပေါ့နော်စောင်းရမယ်တန်လေးထည့်ပါမယ်ခါဖြစ်ပါတယ်ဒီမှာလည်းအကွေးလေးဖြည့်ရပါမယ်ဒီလိုအတွင်းနဲ့နည်းနည်းလေးဝင်နေပေါ့နော်ဒီလိုလေးပါခါဖြစ်ပါတယ်ခီကအရင်ဆုံးညီမကျင်လေးထုံးမယ်ညီမကျင်လေးကိုမှတစ်ခါဆောင်းလေးပိုင်းလိုက်မယ်ဆောင်းလေးပဲပြီးဒီဘက်ကအဝိုက်သေးသေးလေးထည့်လိုက်မယ်ခီဖြစ်ပါတယ်ညီမကျင်လေးထုံးမယ်ဆောင်းလေးဖြတ်မယ်အကအဝိုက်လေးတော့မှခီဖြစ်ပါတယ်ဒီမှာတော့အပေါ်မြင်းချောင်းနဲ့အောက်မြင်းချောင်းနဲ့အရွယ်စားတိတ်မတူလဲရတယ်ပေါ့နော်သူကဒီလိုမျိုးအပေါ်ကပို့ပြီးသေးလဲရတယ်နောက်တစ်ခါခုကတော့အလွယ်ဆုံးပဲပြောရမယ်ဆိုရင်ဒါကပေါ့ less than ပေါ့နော် less than ဆိုတဲ့ဟာပေါ့ less than ဆိုတဲ့ဟာခုဖြစ်ပါတယ်ဒီမှာတော့ကာကီခုနောက်တစ်ခုကခဲပါခဲရကြတော့ဒီဘက်ကလာချမ်းဝန်းလေးဖြစ်မယ်ပြီးရင်လာချမ်းဝန်းလေးတော့ဖြတ်ထားတာလေးအဲ့ဒါတွေကခဲပါခဲလာချမ်းဝန်းလေးတော့ဖြစ်မယ်ခဲနောက်တစ်ခုကခိုပါခိုကလာချမ်းပတ်လေးနှစ်ခုလာချမ်းပတ်လေးနှစ်ခုကဒီကောင်ပို့ပြီးခုံးတယ်တာမန်ဒီလိုလေးတွေမဟုတ်ဘဲနဲ့ဒီကောင်နည်းနည်းပို့ပြီးခုံးတယ်ပေါ့နော်ခိုလာချမ်းပတ်လေးနှစ်ခုထီတော့မဲ့ပုံစံလေးပေါ့နော်ခိုခါခီခုခဲခိုဖြစ်ပါတယ်ကဲဒီဘက်မှာထပ်ပြီးတော့လေ့ကျင့်ပါမယ်ဒီဘက်မှာထပ်ပြီးလေ့ကျင့်တဲ့ခါကျတော့ခါတန်တန်လေးထည့်မယ်နော်ပြီးတော့မြင်းချောင်းလေးကိုပိုင်းဖြတ်တင်းလေးထည့်ခီခုခဲခိုဖြစ်ပါတယ်ဒီကောင်ကအဲ့လိုဝမ်းကြီးလည်းမဖြစ်ရအောင်နော်လုံးဝဝမ်းကြီးလည်းဖြစ်မသွားအောင်နော်ခါခီခုခဲကိုပြီးရင်အခုစရှိစုစဲဆိုလေးထပ်လေ့ကျင့်ကြပါမယ်စာရှိစုစဲဆိုစာရှိစုစဲဆိုကအရင်ဆုံးအမားဂျစ်ပေါ့နော်အမားဂျစ်လို့ပြောရမှာအမားဂျစ်လေးကိုဒီဘက်ကနေလေးခဏခီမှာထည့်တယ်လို့မျိုးလေးတည်တည်လေးထည့်ပါမယ်စဖြစ်ပါတယ်ပြန်ရေးပြပါမယ်စဖြစ်ပါတယ်ပြန်ရေးပြပါမယ်စဖြစ်ပါတယ်ရှိရကြတော့ငါးမြတ်ကြည့်လေရှိနဲ့အီနဲ့မတူးနော်ရှိရကြတော့ဒီလိုမျိုးငါးမြတ်ကြည့်ဒါလေးကပို့ပြီးရှည်ပြီးတော့အီမှာကြတော့တ
တာတန်လေးနဲ့ဒီကောင်ကမတူအင်းနဲ့ရှိနေပြီးတော့စုကကြတော့နားငယ်ရေးတယ်လို့ပေါ့နော်နားငယ်ရေးတယ်လို့မျိုးမှနားငယ်အဲ့လိုကိုလေးပါနားငယ်လိုမျိုးမှအဲ့လိုကိုလေးဖြစ်ပါတယ်စာရှိစုနောက်တစ်ခုကဆဲရကြတော့မြင်းကြောင်းလေးတင်ဆဲဖြစ်ပါတယ်ဆဲဖြစ်ပါတယ်စာရှိစုဆဲဆိုပါဆိုကဇက်နဲ့စီနဲ့ပေါင်းလိုက်တာဆိုပေါ့နော်ဇက်စီဆိုဖြစ်ပါတယ်စာရှိစုဆဲဆိုပါကဲတစ်ခါထပ်ပြီးတော့ဒီဘက်မှာသွားရေးကြည့်ပါမယ်စာရှိစုဆဲဆိုဖြစ်ပါတယ်အဲဆိုခုနကတချီစတဲ့တိုးတင်မှာဖြစ်ပါတယ်တာချီစတဲ့တိုးပါအခဏပြောမိတော့ဒီမှာထူးခြားချက်ရှိပါပြီဆရှိမယ်ချီရှိမယ်တကယ်ဆိုရင်သူများရဲ့လိုမျိုးစာရှိစုဆဲဆိုတာတီတုတဲ့တိုးဖြစ်ရမှာမလားဒါပေမဲ့ဒီမှာတတိတုတဲ့တိုးမဟုတ်ဘဲနဲ့တာချီစတဲ့တိုးဖြစ်ပါတယ်တာချီစတဲ့တိုးရင်းနှီးလေးပြောမယ်နော်ဒါကတော့တီလိုပုံစံလေးပါတီမလားတီအင်္ဂလိပ်အခါတီအောက်ကနေပြီးတော့ခိုးလေးထပ်ပေါင်းလိုက်ပါမယ်ဒီမှာလာရေးထားခိုးပုံစံလေးပါတာဖြစ်ပါတယ်ပြန်ရေးပြပါမယ်တာဖြစ်ပါတယ်ချီရကြတော့ချီရလေအဝိုင်လေးဆွဲပါမယ်ချီပါအခုတော့စကလုံးတူတာမပါသေးဘူးပေါ့နော်ချီဖြစ်ပါတယ်တာချီစကစကလုံးတူတာလေးရှိပါတယ်ဗာလဲဆိုတော့ဒီမှာဥမရေးသလိုမျိုးမှာတန်တန်လေးမပါတော့ဥတုံးကတန်တန်လေးပါပြီးတော့အဲ့လိုလေးဆွဲရမလားဒါပေမဲ့အစွတ်မှာကြတော့အဲ့လိုတမ်းပြီးဆွဲလိုက်ပါမယ်တန်တန်မပါပါဘူးတမ်းပြီးဆွဲလိုက်ပါမယ်တာချီစတဲပါတဲရကြတော့ဟိုဘက်လဲနေပါတော့ဟိုဘက်လဲနေပုံစံလေးတဲတိုးကကြတော့ဒုတ်ကလေးရင်ဆွဲမယ်ပြီးရင်တဲနဲ့တုံနေရခက်ဆန်ဆန်လေးပေါ့နော်တဲနဲ့တုံနေရခက်ဆန်လေးဘက်ကတွေ့ရမယ်ဒုချောင်းလေးပဲကွာတဲမှာကြတော့ကျွန်တော်တဲရသွားမယ်တဲရဆွဲမယ်တုံမှာကြဒီလိုသွားမယ်ဒီလိုဆွဲမယ်โอเคအဲ့လေးပဲခေါ်ပါတယ်ကဲအဲ့ဆိုရင်ဒီဘက်မှာထပ်ပြီးရေးကြည့်ပါမယ်အစမ်းရေးကြည့်ပါမယ်တာဖြစ်ပါတယ်ချီစတဲတိုအာအီအိုအေအိုခါခီခိုခေခိုစာရှိစုဆဲဆိုတာချီစတဲ့တော့ဖြစ်ပါတယ်အဲဆိုရင်နောက်တစ်ခုကနာနီနူနဲ့နိုလေးတောင်းမယ်နော်နေရာသိမရှိတော့ဆိုနာနီနိုနေနိုရင်းနှီးလက္ခဏာတလိုမျိုးပဲတလိုမျိုးတီးရင်ရေးမယ်ဒါပေမဲ့ဒီမှာကျတော့ဒီဟာလေးတေးသေးလေးကောင်းထွက်တယ်လို့လည်းသိရမလားလို့လေနာဒါတစ်ခုကနီမှာကြတော့ခဏဤလိုမျိုးပဲဤလိုမျိုးမှဒီကောင်ခေါင်းကသိမ့်မပါပဲနဲ့ခိုလေးပေါ့နော်ခိုလေးထပ်ပေါင်းမယ်နောက်မှဤလိုမျိုးပဲအဲ့ဒါမှခိုလေးထပ်ပေါင်းမယ်အဲ့ဒါမှနီးဖြစ်ပါတယ်နီးနူကကြတော့ဒီမှာဒီလိုမျိုးလေးလာမှဒီမှာအမိလေးပြန်ထွက်ဘယ်လိုပြောမလို့ဟိုဘက်နဲ့ဒီဘက်နဲ့ပေါင်းမယ်ပြီးကြတော့အမီလေးပြန်ထွက်နုโอเคနုနေရကြတော့ဒုချောင်းလေးရင်ချလိုက်မယ်ဒုချောင်းလေးချပြီးတော့ကိုယ်လေးလုပ်ပြီးတော့အမီလေးထပ်တော့အဲ့ဒါနေပါဘယ်လိုပြောမလို့ဒါလေးကဇက်လို့ပေါ့ဇက်သေးလေးပေါ့ဇက်သေးလေးထွက်ပြီးတော့မှဖင်လေးပြစ်လိုက်တာအဲ့နေပါဇက်သေးလေးထွက်ဖင်လေးပြစ်နေဖြစ်ပါတယ်နိုကတော့ရှစ်ကိုနိုလို့ခေါ်ပါတယ်စားတာပါနော်ရှစ်ကဒီမှာနိုပေါ့နော်ရှစ်ကြီးစားလေးပုံစံမှာနိုပါကဲဒီဘက်မှာတော့ပြီးတော့ကျင်းကြပါမယ်နာနီနိုနေနိုအတေသမားတွေအတွက်မှားနိုင်ကြီးရှိရပါလေဆိုနေနဲ့နုနဲ့နေနဲ့ပေါ့နော်နုနဲ့နေနဲ့နှစ်ခုကမှားနိုင်ကြီးရှိပါတယ်အဲ့ဒီကိုဆက်ကြပါအခေါ်ဝါရီမှာဆိုရင်တော့တာချီနဲ့စနေကိုတည်ထားပြပါမယ်နော်ချီနဲ့စနောက်ခုကဟာဟီဖူဟေဟုတ်ဖြစ်ပါတယ်ကဲတော့ကြမယ်ဟာဟီဖူဟေဟုတ်ဟာဟီဖူဟေဟုတ်ဟာဟီဖူဟေဟုတ်ကြတော့ဘလိုလေးလဲဆိုတော့ဒုခညောင်းလေး
တော့ခဏလေးဆိုပေမဲ့အရင်ကြီးဖြောင်ဖြောင်ညီလာမဟုတ်ဘူးเนาะနည်းနည်းလေးကောင်းမယ်ပြီးရင်ဒီလိုပုံစံလေးပါခဏအိုးဆွဲခဲ့ရမလားအိုးဆွဲတော့ကအိုးဆိုတာအဲ့လိုမျိုးတန်တန်နဲ့လေအိုးကိုမှဒီလိုအကြီးမအောက်ပိုင်းကမကြီးတော့ဘဲနဲ့အောက်ပိုင်းလေးအိုးအောက်ပိုင်းလေးဝေချလိုက်ပါမယ်အောက်ပိုင်းလေးတီးလိုက်ပါမယ်အဲ့ဒါကဟာပြီနော်ဟီကကြတော့မြင်းခွာပုံစံလေးလေဟီတင်အောင်လားမြင်းခွာပုံစံလေးဒီလိုပုံစံလေးလေဟီဒါပေမဲ့တော့လည်းနည်းတစ်ဘက်က white ပဲဟီဖြစ်ပါတယ်ဖူကကြတော့သူများရဲ့တော်တော်များများလွယ်ကြရပေါ့နော်ဆိုလဲဒီဂျပန်မှာကျောင်းဆက်တက်မှာသိရပေါ့နော်ဒီနှစ်ခုကဒီဘက်နဲ့ဒီဘက်အပေါ်နဲ့အောက်နေရအဲ့လိုဟိုတင်မလား post copy ချတယ်လို့လေအဲ့လိုမျိုးလေးအဲ့ဒါကိုမှဘယ်လိုလဲဆိုအပေါ်ကတေးလေးအောက်ကနေနဲ့ကြီးမယ်ပြီးဒီဘက်ကဒီလိုဟိုဘက်နဲ့ဒီဘက်ရင်ဖြစ်ထားတယ်လို့လေပေါ့နော်အဲ့ဒါ full လို့ခေါ်ပါတယ် full ကတော့ရေးရတာနည်းနည်းခက်တဲ့အတွက်ကြောင့်မို့လို့တတိလေးထားပေးကြပါအင်ဇိုင်ထက်ခါကျရင်တော့တခြားစစ်ပေးမှာမို့လို့လေဟာဟေးဖို့ဟဲကကြတော့လွယ်ပါတယ်ဟဲနဲ့ဒီရေးရတဲ့မှာဘာလွယ်ဆုံးလဲဆိုဟဲနဲ့ခုနဲ့လွယ်ဆုံးခုတော့ကလည်းမမိတာခုလေခုတော့ကလည်းအဲ့ဒါ less than လေးရေးလိုက်ခုဖြစ်သွားဒီကားလည်းဟဲဖြစ်ပါတယ်နောက်တစ်ခုဟိုကကြတော့ဒီဟာနဲ့ဟိုနဲ့ရောရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုကလည်းအဲ့လိုလေးကွေးလုပ်ပြီးတော့မှဒါပေမဲ့တော့နှစ်ခုလုံးကအပိတ်ဟိုဖြစ်ပါတယ်နှစ်ခုလုံးကအပိတ်ဟိုဖြစ်ပါတယ်ဒါကဟိုပေါ့နော်ဒါကဟာဒါကဟိုဟာနဲ့ဟိုနဲ့နော်မတူဘူးနော်အဲ့ဒါလေးကိုကြည့်မယ်ကြရဆိုရင်တော့ဒီဘက်မှာတော့ပြလေးချင်ပါမယ်ဟာဟီဖိုဟဲဟိုဖြစ်ပါတယ်ဟာဟီဖိုဟဲဟိုနောက်ခါမမီမှုမဲမို့ပါအဲ့ဆိုရင်ပြန်ပြီးတော့လေ့ကျင့်ပါမယ်မမီမိုပါအဲ့ဒါကခဏတော့ရေးခဲ့တဲ့ဟိုလေးရကြဘလို့လေးလဲဆိုတော့ဒီဘက်ကနည်းနည်းလေးကွေးမယ်ပြီးကြတော့အပိတ်တော့ဘာမှမထွက်ဘူးเนาะဒါပေမဲ့ညင်းနေရတော့အောက်ကိုဝါရပါမယ်ကြည့်မကကြတော့ဘလို့ဖြစ်မလဲဆိုတော့မကအဖွင့်ဖြစ်သွားပါပြီတဲ့အမကြတော့အပေါ်ကနေထွက်မယ်เนาะထွက်မယ်အဲ့ဒါကမဖြစ်ပါတယ်ကြပြန်ရေးပြပါမယ်ဒီမှာအပေါ်ကနေထွက်မယ်အပေါ်ကိုထွက်မယ်အဲ့ဒါမပါမိကဒီလိုရေးပါတယ်ဒီလိုရေးမယ်ဒီလိုချမယ်ဆွဲမယ်ချမယ်တည်ရမလားအမကြီးချလိုက်တယ်လို့ပဲအမကြီးလေးချမယ်ချမယ်โอเคမိပါမူကကြတော့ခဏတော့စုအရင်တော့ခဏရေးထားတဲ့စုလေးမှမသိလားစုကိုပြောင်းမြန်တော့ကြတော့ဒီထီကမှန်တယ်ဒီထီကတူတူပဲသူကဒီဘက်ကိုပြည့်စုကဟိုနောက်ကိုပြည့်စုနဲ့မူနေရပြောင်းမြန်ပေါ့နော်မူဖြစ်ပါတယ်မူမဲပါမဲကဘာနဲ့ခက်စစင်တူလဲဆိုခဏနေတော့တင်ခဲ့တဲ့နုနဲ့ခက်စစင်တူနုကကြတော့နှစ်ခုအကောင့်လေးပါတယ်မဲကကြတော့အကောင့်မပါဘူးအဲ့ဒါသတိထားပေးပါနော်မူးနဲ့မဲနဲ့တူပါတယ်သတိထားပေးပါနောက်တစ်ခုကမုံကညီမချင်းနှစ်ခုရင်ချမယ်နှစ်ခုကနေပြီးတော့မှတဲတဲ့သိရမလားရှိလေရှိကိုမှမမိသေးလားရှိကိုလာပြီးတော့ညီမချင်းထဲမှာထည့်လိုက်တာပေါ့နော်အဲ့ဒါမိုးဖြစ်သွားပါတယ်ညီမချင်းထဲမှာရှိလေးထည့်မိုးဖြစ်သွားပါပြီကဲအဲ့ဆိုပြီးတော့မှတော့ပြီးတော့လေ့ကျင့်ကြပါမယ်လေ့ကျင့်မယ်ဆိုတော့မပါမီမူမဲမို့ခဏမူကအစမ်းထဲတော့မေ့တော့နည်းနည်းမူကအစမ်းပါရင်နော်ခဏမေ့တော့လို့မူကဒီလိုလေးလာပါမယ်ဟုတ်ပြီနော် sorry ပါမမီမူမဲမို့နောက်တစ်ခုကယာယူရောတော့ပါမယ်ယာယူရောဘာလဲဆိုတော့ကြတော့ဒီလိုလေးဒီဘက်ကပိုင်းပုံများမယ်ဒီဘက်ကနေမယ်နော်
တိမလားခဏတင်တာဟဲလေဟဲကိုမှပြောင်းမြန်ပေါ့ဟဲတော့ကဒီဘက်ကသေးပြီးတော့ဒီဘက်ကိုဆောင်တာလဲခွာဟဲကိုမှပြောင်းမြန်ပြလိုက်တယ်လို့ပေါ့နော်ဒီလိုလေးဖြစ်သွားပြီးတော့ရယူပါယူကကြတော့ပထမဆုံးဒီလိုလေးကြိုက်မယ်ကွက်လေးလို့ပြောလို့မြင်းကြောင်လေးဆွဲချယူနောက်တစ်ခုကရောဖြစ်ပါတယ်ရောမာဒီတန်လေးရင်လုံးမယ်ပြီးကြတော့အမကျစ်လေးနားအောင်မမိသေးလားနားလေနားမှာတင်ခဲ့တည်ရလေဒီလိုလေးဆိုပြီးတော့လေမှတ်မိလားအဲ့လိုလေးဒီမှာကဒီလိုကွက်လေးပေါ့နော်ဒီလိုကွက်လေးပါတယ်ဒါနားနဲ့နားအောင်မှာကြီးစားလေးပေါ့နော်ဒါပေမဲ့သူရဲ့အတန်ဒီမှာမဟုတ်ဘဲနဲ့ဒီမှာဖြစ်သွားတာပေါ့နော်အဲ့ဒါပဲရယူရောကြည့်ကြည့်ပါမယ်ရယူရောရယူရောရဖြစ်ပါတယ်နော်ခေါ်ရာရီဒူတဲ့တော့ပြီးအောင်မနော်ရိုရဲရိုရာရီဒူတဲ့ရိုဖြစ်တဲ့အတွက်ကြည့်မယ်တန်လေးလုံးမယ်ပြီးတော့ရခဏတော့တင်ခဲ့တဲ့ချီလေချီကိုမှတ်မိလားချီတော့ငါဒီလိုလေးတင်တယ်မလားဒီလိုလေးဆိုပေမဲ့သူကကြဒီမှာဖြတ်တာကွာဒါရကြအမှမဖြတ်တော့ဒီမှာတန်လေးတင်ပြီးတော့ရဖြစ်သွားပါတယ်တန်လေးတင်ပြီးရဖြစ်တယ်နောက်ကရီကအီနဲ့ပြောင်းမယ်အီတော့ကဒီလိုလေးလေအီတော့ကဒီဘက်ကပို့ပြီးသေးပြီးတော့ဒီဘက်ကတေးအကြီးမလားဒါပေမဲ့အီရဲ့ပြောင်းမယ်ရီပါရီကအသေးဒီဘက်ကအကြီးအဲ့လိုမျိုးအီတော့ကလိုမျိုးလေးပဲနော်ပေါ်စံလေးကနောက်ကရူက3ကုံမှအတန်လေးထည့်လိုက်တာရူပါ3ကုံမှအတန်လေးထည့်လိုက်တာရူပါ3ကုံမှအတန်လေးထည့်လိုက်တာရူပါရာရီရူရဲကဒီလိုလေးဖြစ်ပါတယ်ခဏတော့3နဲ့ဘာနဲ့တူလဲဆိုတော့နဲလေနဲမှာတော့ငါတင်ခဲ့တယ်မလားဒီလိုမျိုးမှာဒီလိုလေးသွားတာနဲဆိုပြီးတော့နဲနဲ့မတူပါလဲဆိုတော့နဲတော့ဖောင်းမယ်ကွာဖောင်းပြီးတော့အခက်လေးပါတယ်ဒါပေမဲ့နုမှာကျတော့အလုံးမဟုတ်ဒီလိုတန်းသွားတာပေါ့နော်ဒါပေမဲ့ရှေ့ကဇက်ပုံစံလေးနဲ့တူတယ်နုဖြစ်ပါတယ်ရဲဖြစ်ပါတယ် sorry ရဲဖြစ်ပါတယ်အောက်ကရိုကကြတော့ခဏရူလိုပဲ3လေးရိုပါကဲဒါပါပဲအဲ့ဆိုဒီတော့မတော့ပြီးတော့ practice လုပ်ပါမယ်ရာရီရူရဲရိုပါနောက်ခေါ်ဝါအိုဒီမှာရေးလိုက်တော့မယ်နော်ဝါအိုအတန်တော်လေးယူဆိုင်မယ်နော်ဝါအုံဆိုတဲ့တော်လေးယူဆိုင်မယ်တာချီဆိုတဲ့အတန်တော်လေးယူဆိုင်မယ်ဟာဟီဖုဆိုတဲ့အတန်တော်လေးယူဆိုင်မယ်ဒါတွေကဘာလဲဆိုတော့မတူတဲ့အတန်တော်တွေပေါ့အကောင်လုံးကသူတို့ရဲ့ဒီရှေ့ကဆက်ထားတဲ့ပုံစံတိုင်းသွားရဲဆိုရင်သူတို့ရဲ့အတန်တော်တွေမတူဘူးပေါ့နော်အဲ့ဒါလေးကိုယူဆိုင်ပြပါနောက်တစ်ခါဝါဖြစ်ပါတယ်ဝါကဝါပါဘာနဲ့တူလဲဆိုတော့ခဏနေတော့နုနဲ့တူရပေါ့နော်နုမုံနဲနဲ့တူတယ်နဲဆိုရဲဒီလိုလေးနဲဒါပေမဲ့တော့အခက်မပါတော့အဲ့ဒါဝါပါအခက်မပါတော့ရင်ဝါဖြစ်သွားပါပြီဝါပါနော်ရဲတုံးကကြတော့ဒီလိုရှေ့ကောင်းလေးပဲတူရနော်နောက်ကရဲတုံးကပိန်နေနော်အဲ့ဒါလေးမမပါစေနဲ့ဝါအိုပါအိုကကြတော့ဒီထိဘာနဲ့တူတော့မှတ်မိသေးလားချီနဲ့တူပါတယ်ဒီထိကချီနဲ့တူရနော်ချီနဲ့တူဆိုရင်ချီကိုဘာလို့မလဲစီလေးခတ်မယ်အဲ့ဒါကအိုပါချီကိုစီလေးခတ်မယ်ချီတုံးကသူတို့ရေးခဲ့တာကအိုပေါ့နော်အိုပုံစံလေးရေးခဲ့တယ်ဒါပေမဲ့အခုကအိုပုံစံမဟုတ်တော့ဘဲနဲ့စီလေးခတ်မှာပေါ့နော်အဲ့ဒါကချီဖြစ်သွားပါပြီဝါအပေါင်းချီကိုအိုစီလေးခတ်တာအိုဖြစ်သွားပါပြီဝါအိုအုံကြဘလို့ရေးလဲဆိုတော့အုံးမှာဒီဘက်ကိုစောင်းချလိုက်မယ်စောင်းချလိုက်ပြီးတော့ကွေးချလိုက်မယ်ဘာနဲ့တူလဲဆိုတော့လေအဲကြီးရမှတ်မိသေးလားအဲလေဒီတော့အဲ့တော့ကဒီလိုလေးရေးတယ်လေအဲတော့ဟုတ်တယ်မလားအဲ့လိုမျိုးလေးအုံးမှာကြတော့မြင်းချောင်းလေးနဲ့အဲ့လိုလေးပါအဲ့လေးအုံးလို့ခေါ်ပါတယ်ကဲဒီဘက်မှာလေးချက်ပါမယ်ဝါအိုဖြစ်ပါတယ်ဒါလေးကတော့ဒီနေ့ပေါ့နော်ဒါကတော့အဓိကပေါ့ဒီအဓိကဆိုတာကဘာလဲဆိုဂျပန်မှာဒီစကားလုံးတွေအဓိကပေါ့နော်အဲကြောင့်တစ်ခါထပ်ပြီးတော့လေ့ကျင့်သွားပါမယ်နော်အာအီဥအေအိုခါခီခုခေခိုစာရှိစုစေဆိုတာချီစတေတို
နာနီနုနေနိုဟာဟီဖူဟေဟိုမာမီမူမေမိုယာယူယောရာရီရူရေရိုဝါအိုဟုတ်ဖြစ်ပါတယ်ကဲအဲ့ဆိုရင်ဒီဘက်ကခတခဏကိုတော့ပါမယ်ဂျပန်စာကတော့ပြီးသွားပြီပေါ့နော်ဂျပန်စာဟီတာကနာလေးပြီးသွားပြီတော့ခတခဏလေးတော့ပါမယ်ခတခဏပြီး additional word တွေကိုတော့ပါမယ် additional word တွေပြီးရင်တော့ဒီနေ့ရဲ့ဇလန်ပြီးပေါ့နော်ဒီနေ့ရဲ့ goal ကပြီးတော့ပါပြီကဲအဲ့ဆိုခတခဏပေါ့နော်တစ်ဝက်လောက်တော့ရောက်ပြီလို့ပြောမယ်ပေါ့ခတခဏကဂျပန်မှာတိတ်ပြီးမသုံးဘူးပဲချိန်မှာသုံးလဲဆိုရင်အင်္ဂလိပ်ကနေပြီးတော့ဥပမာစုလို့မြန်မာမှာဆိုရင်ကားဆိုရင်ကားလိုပဲအင်္ဂလိပ်ကနေပြီးတော့မွေးစားယူလိုက်တဲ့စကားလုံးတွေအဲ့လိုစကားလုံးတွေမှာသုံးလို့ရှိရဲ့အထူးသဖြင့်နိုင်ငံခြားသားတွေရဲ့နာမည်တွေအဲ့လိုပေါ့နော်နာမည်တွေမှာသုံးတယ်ပြီးတော့စကားလုံးတွေမှာသုံးတယ်အဲ့တော့ကျတော့အင်္ဂလိပ်စာစကားလုံးတွေမှာအင်္ဂလိပ်အစားထိုးစကားလုံးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတ်ပြီးတော့မသုံးကြဘူးပေါ့နော်အဲ့ဒါလေးရှိပါတယ်ခတခဏပါကဲခတခဏကတော့အီအိုအေအိုတစ်ခါထပ်ပြီးတော့ဒီအတန်တော်တိုင်းပဲစီထားဆိုတော့ဒါလေးကတော့အတန်တော်တိုင်းပါပဲเนาะအီအိုအေအိုခါခီခုခဲခိုစာရှိစုစေဆိုတာချီစေတ်တဲ့တော့နာနီနုနေနိုဟာဟီဖူဟေဟိုမာမီမူမေမိုယာယူယောရာရီရူရေရိုဝါအိုဖြစ်ပါတယ်ကဲအဲ့ဆိုအယင်းနီလေးတွေစားပါမယ်ခတခဏယင်းနီပေါ့နော်ကအဲ့လိုလေးရေးပါတယ်သူတို့ကခန်းကြီးတွေမဟုတ်တဲ့အတွက်ကြောင့်မို့လို့လေယင်းနီကတော့အဓိကတူရင်ရပြီပေါ့နော်အဓိကသူတို့စကလုံးလေးတွေကိုမိုက်ဖို့ပဲကိုပါလीရုံယင်းနီကတော့လေးကအပေါ်သေးမယ်အောက်ကကွကွလေးပါနဲ့ဗာနဲ့မှားနိုင်လဲဆိုရင်နဲ့မားနဲ့မှားနိုင်ပါတယ်မားကဒီဘက်ကိုစောင်းနေကဒီတန်းလေးဒါမဲ့အပေါ်ကတူတူပဲဆိုနဲ့မားနဲ့တည်ထားပါတော့စုစွန်ခဏခဏမှားရတာဖြစ်ပါတယ်နောက်တစ်ခုက e ပါဒီမှာကျတော့ဘာထူးကြလဲဆိုရင် तू ကအဝိုက်တွေမရှိတော့ဒီ map မှာတော့အဝိုက်တွေရှိရမလားဟာဟီတာကနာတော့အဝိုက်တွေရှိမယ်ခါတခဏမှာအဝိုက်မရှိကုန်တော့တောင်ပြားကြီးပဲเนาะအဲ့လိုပဲတော့ပါတယ်ဒီမှာဆိုလဲတောင်ပြားပါပဲတောင်ပြားမဟုတ်ဘူးเนาะဒီအလဲကောင်တက်ကြာမှာဖြစ်ပါတယ်ဥပါဒါလေးကတော့ a ပါo ပါဒီမှာအစံလေးထုတ်မမေ့ပါနဲ့เนาะပြန်ပြပါမယ်o ဖြစ်ပါတယ်o ပြီးခါခီခုခဲခေါ်ပါခါခီခုခဲခေါ်ကခဏနေတော့ခါနေတူတူပဲဒါပေမဲ့ခီရကနာတော့ခါကအတက်လေးပါတယ်အခုခါတခဏမှာအတက်မပါပါဘူးเนาะခီရလည်းအတူတူပါပဲဟီရကနာတော့ကအတက်ပါပြီးတော့ဟီရကနာကအတက်ပါပြီးတော့ခီရဟီရကနာတော့ကဒီဟာလေးအတန်လေးပါပြီးတော့ခတခဏမှာကြတော့မပါတော့ဘူးပေါ့နော်အဲ့ဒါခီပါခီပါနောက်တစ်ခုကခုပါတဲ့မလားမသိအုန်နီကလေးလိုပုံစံလေးတဲ့ဆိုတော့အဲ့လိုလေးမြင်တယ်ပေါ့နော်ခီခုပါခွန်ပေါ့နော်ခွန်ပုံစံလေးပေါ့ခုပါခီခုခဲအဲ့လိုလေးပါခုလိုမျိုးမှာအတက်နဲ့ဟိုလေအစွန်းနေကုန်ထွက်လိုက်တာအဲ့ဒါခဲပဲခီခုခဲနောက်တစ်ခုခိုးပါခိုးကတော့လာဝေးချမ်းလေးဆိုမှဒီလိုမိုဘိုက်လေးမဟုတ်ဘဲနဲ့ဒီလိုတောင်ပြားပေါ့နော်တောင်ပြားလာဝေးချမ်းကဲအဲ့ဆိုစနေပြင်ရအောင်မယ်အခဏကိုရေးပြထားနော်နောက်တစ်ခုကခီခိုးခဲခိုးဖြစ်ပါတယ်ခါခီခုခကိုပြီးတော့စရှိစုစေဆိုစကဒီလိုလေးရေးပါတယ်စညာဘက်ကကောင်ကပို့ရှိမယ်နော်စရှိပြဿနာတက်လာပါပြီဗာလဲဆိုတော့ဒီမှာပြဿနာတက်တဲ့စကားလုံး၃လုံးရှိပါတယ်ဗာလဲဆိုရင်ရှိရယ်စွရယ်ဆိုရယ်ပါရှိရယ်စွရယ်ဆိုရယ်ကပြဿနာတက်မဲ့စကားလုံးလေးပါပြမယ်နော်ဘာလို့လဲဆိုတော့ရှိကကြတော့ဒီကနေစမိုင်းပုံစံလေးဒီရောက်ကနေသွားရင်နော်ဒီရောက်ကနေသွားပြီးတော့ဒီဘက်မှာသေးသွားမှာပေါ့နော် smile ပုံစံလေးပေါ့စုပ်တန်နဲ့ဆွဲတဲ့အခါဒီဘက်ကအထူးကြီးဖြစ်ပြီးဒီဘက်ကတေးသေးလေးပေါ့နော်စုပ်တန်နဲ့ဆွဲလို့ပိုသေးတာပေါ့စရှိပါစုပါဒါကတော့စုစရှိစုရဲ့နာမည်ကိုလည်းစုလို့ဒီလိုပဲရေးတယ်ပေါ့နော်စရှိစုဆဲပါဆဲစရှိစုဆဲနောက်တစ်ခုကဆိုပါဆိုကကြတော့အပေါ်ကနေအောက်ကိုဆဲပါဆိုကဘယ်ကနေဆွဲလဲအပေါ်ကနေပြီးတော့အောက်ကိုဆွဲရှိကဘယ်ကနေဆွဲလဲအောက်ကနေပေါ်ဆွဲရှိကနှစ်ချောင်း
အောက်ကနေပေါ်ဆွဲတယ်ဆိုကပေါ်ကနေအောက်ကိုဆွဲတယ်ဆိုကပြီးတော့တစ်ချောင်းဟုတ်ပြီနော်အမှကတေချာလေးမှတ်ထားဖို့ပါနောက်တစ်ခုကကဲပြင်ပြပါမယ်စရှိစုစေဆိုဖြစ်ပါတယ်စရှိစုစေဆိုပြီးတော့တာချီစွတ်တဲ့တော့ပါတာဖြစ်ပါတယ်ခဏတော့ခုလေခုမှမြင်းလေးဆွဲလိုက်အဲတာဖြစ်သွားရောဒါကခုဒါကိုမြင်းဆွဲလိုက်တာဖြစ်သွားဒီဘက်ကအဆုံးတော့မထွက်စင်နဲ့နော်ဒါဆိုတာရေးလုံးပါတာချီပါချီရလေဒီဟာလေးကိုနည်းနည်းလေးကောက်ပေးတော့ဘာလို့လဲဆိုတော့လေဒီလိုမျိုးခန်းကြီးတက်တက်ရှိသေးလားဒါကဆင်းဆိုထောင်ဆိုတဲ့ခန်းကြီးဖြစ်နေကွာထောင်ဆိုတဲ့ခန်းကြီးဖြစ်တဲ့ကြောင့်မို့ဒါတက်တယ်ဆိုသူတို့ခန်းကြီးလိုပဲထင်မှာအဲ့တော့ကျတော့ကောက်ပေးရမှာမဲဆိုလေအဲ့ဒါဂျပန်ကျမှပေါ့နော်ဂျပန်ကျမှသတိထားမိရပေါ့ရင်းတော့သတိမထားမိကိုရေးချင်လို့ရေးနေဆိုတာချီပါကဲဒုတိယမြောက်ထပ်ပြီးတော့ဒုက္ခရောက်မဲ့အလုံးလေးလာပါပြီပါလဲဆိုစွတ်ပါစွတ်နဲ့ဆိုနေဘာလို့လဲဆိုအပေါ်ကနေအောက်ကိုဆွဲရတူပါတယ်ဒါပေမဲ့ရှီကအောက်ကနေပေါ်ဆွဲရနော်စွတ်ကအပေါ်ကနေအောက်ကိုဆွဲရစွတ်နဲ့ဆိုနေကအပေါ်ကနေအောက်ကိုဆွဲတယ်စွတ်ကနှစ်ချောင်းဆိုကတစ်ချောင်းရှီကအောက်ကနေပေါ်ဆွဲဒါပေမဲ့ရှီနဲ့ဆိုစွတ်နဲ့အမြဲတမ်းလွဲတယ်ပေါ့နော်ရှီနဲ့စွတ်နဲ့အမြဲတမ်းမရေးအဲ့လိုတခြားမရေးရင်အမြဲတမ်းထင်အောင်ထင်မှဖြစ်နိုင်တယ်ပေါ့နော်အဲ့နှစ်ခုကသတိထားပြီးပါတာချီစွတ်ပါတဲတော့တာချီစွတ်တဲတော့တဲကအဲ့လိုလေးရေးပြီးတော့တိုးကအဲ့လိုလေးပေါ့နော်ကဲအဲ့လိုလေးလို့ထင်ပါတယ်အဲ့ဒါကြောင့်မလို့ဆက်သွားမယ်ပေါ့နော်ပြင်ရေးပြပါမယ်တာချီစွတ်တဲတော့တာချီစွတ်တဲတော့ပြီးတော့နာနီနုနေလို့ဖြစ်ပါတယ်ဘာလဲဆိုနာနီနုနေလို့ဖြစ်ပါတယ်ကဲရေးကြည့်မယ်နော်နာလဝကတဲ့ပုံစံလေးပေါ့နော်နာညီမချင်းနီဒါလေးရောက်လွယ်ထင်ပါတယ်နီနုကအဲ့လိုပုံစံလေးဘလို့ခွန်လေးခွန်ဒါမှတကယ်ခွန်ပေါ့နော်သူတို့အဲ့လိုခွန်ရေးတယ်မလားအဲ့လိုပုံစံလေးကိုမှခွန်ပေါ့နော်ဒီဘက်မှာဆွဲချမှာခွန်လာပြီကွာနာနီနုပါနာနီနုပြောနေလာပါပြီနေပါနေတော့ရှုပ်တဲ့အောင်ရှိမယ်ကြည့်ပါနူကလွယ်ပါနူကဒါပဲအရင်ကြီးဒါဆိုအရင်ကောက်သွားအရင်မကောက်ဘူးနည်းနည်းလေးပဲနာမင်းပုံစံနည်းနည်းလေးပဲဆွဲမယ်โอเคအနူပါကဲပြင်ရေးပြပါမယ်နာနီနူနေနူဖြစ်ပါတယ်နာနီနူနေနော်ဟာဟီဖိုဟေဟိုပါဟာဟီဖိုဟေဟာအတန်လေးနဲ့ချောင်းမယ်ဟာဟီဒီဘက်ကနည်းနည်းလေးကွေးမယ်ပေါ့နော်ဒီထဲဟီဖို့လွယ်ရနော်ဟာဟီဖို့ဟဲရဟဲပဲဟဲနဲ့အဲနဲ့အတူတူပဲဟီရကနာတော့ကလည်းဒီမှာရှိဟီရကနာတော့ကလည်းဟဲရဒီလိုပဲခတခဏမှာလည်းဟဲရဒီလိုပဲဟဲရမပြောင်းဘူးနော်ဟာဟီဖို့ဟဲဟိုကဘာနဲ့တူလဲအိုနဲ့တူတယ်အိုကကြတော့ဒီဘက်ကိုဆွဲပြီးဟိုကဒီဘက်ကနေတန်လေးနဲ့6ထိုက်တာအဲ့ဒါပဲကွာရနော်မမားပါစေနဲ့ရှင်ကဲအဲ့ဆိုရင်ဟာဟီဖိုဟဲဟိုဟာဟီဖိုဟဲဟိုပြမမီမှုမဲမိုးကဲမခဏနေတော့အားနဲ့အတူတူပဲအားတော့ကဒီလိုလေးဆွဲပြီးမဒီဘက်ကိုပြစ်တာအဲ့ဒါပဲကွာနော်မမီညာဘက်ကိုဆောင်းမယ်နော်ညာဘက်ကိုဆောင်းမှမှတ်ထားပါဘာလို့ဆိုတော့နောက်ပိုင်းကျွမ်းသွားတဲ့ခါကျဘယ်ဘက်တွေဆောင်းပြတာများပါတယ်ကျွမ်းသွားတဲ့ခါပေါ့နော်ဒါကမှုမီမှုဖြစ်ပါတယ်ဘာနဲ့တူလဲဆိုအင်္ဂလိပ်အခရာလီလိုလေးနော်လီလိုပုံစံလေးမှုဖြစ်ပါတယ်နောက်ခုကမင်းမိုပါမီမိုမဲမိုကဲပြင်ကြပါမယ်မီမိုမဲမီမူမဲမပါကဲရယူရောခဏတော့ဟီရာကနာတော့ရယူလေးတစ်ချက်ပြင်ပြမယ်ရယူရောဒီလိုလေးမလားခဏကြဘာတူလဲဆိုရပုံစံတူတူပဲနော်ပုံစံတူတူပဲဘယ်လိုလဲဆိုတော့ရဒါပေမဲ့ဟီရာကနာအတန်လေးပါတယ်ခဏမှာအတန်မပါဘူးရယူကအဲ့လိုပုံစံလေးပါယူရောခိုကွာဒါခိုမလားခိုထဲကိုထဲတော့အဲ့လိုဤပြောင်းမြန်ပုံစံနဲ့ရောပါကဲပြင်ကြပါမယ်ရယူ
ဤပြောင်းမြပုံစံလေးနော်ရာယူရောရာရီရူရဲတော့ရာရီရူရေးပြပါမယ်ဒီမှာကရာရီရေးပြမယ်နော်ရာရီရူဒီဘက်ကကွင်းမယ်ဒီဘက်ကကွင်းမယ်ပေါ်နေတဲ့တက်မယ်စောင်းမယ်ကွင်းမယ်ပေါ်နေတဲ့တက်မယ်ရာရီရူရဲရာရီရူရဲပြီးတော့လေးတော့မကြတဲ့ကြပုံတယ်ဒီလိုလေးလုံးမယ်ဒီလိုလေးလုံးမယ်ဒီလိုလေးလုံးမယ်လေးတော့မကြရိုရာရီရူရဲတော့ okay ပြင်ပြပါမယ်ရာရီရူရဲရူကဲနောက်ဆုံးတစ်ခုပါဝအိုဝါကဘာနဲ့တူလဲခဏအောင်စုလို့ရေးတဲ့ခုဆိုတာရှိရမလားအဲ့ခုအောင်မလေးနည်းနည်းဝတ္တုဖတိခုပေါ့ပြောမယ်အာဘယ်လိုပြောမလဲခုဝတ္တုဖတိခုမနဲ့ဖူဆိုတာရှိသေးရကွာဖူဆိုပြီးစုလို့ဒီဘက်မှာရေးခဲ့ရတယ်ဘာမှဟာဟီဖူဆိုတဲ့ဖူရှိရမလားအဲ့ဖူအောင်မနည်းနည်းအရှိကိုအတန်လေးထားလိုက်တာတောင်းအဲ့ဒါပဲအဲ့ဒါကဝါဖြစ်သွားရောဝအို要父嘛，父里父是不是一点啦？父嘛，长一台的哦，哇哦，那酷个我把那三件本来说没米了，我把那三件本来说所有三件本，所容啊，不然你阿个谁呢？我阿个你不得的抄的，那酷个大概西大概是，妈妈子呢西是，那个so OK， 我是编译叫嘛没？ဝါအိုဒီခဏခဏလေးမှာဘယ်စကားလုံးကအသုံးများဆုံးလဲဆိုကအသုံးများဆုံးပဲဆိုတော့ကျန်လိုက်တဲ့ရှိနဲ့နဲ့အသုံးများဆုံးစုကလည်းအဲ့ဒါတိတ်မသုံးပေါ့နော်အထူးသဖြင့်ဒီဝါအိုဆိုတာကြီးကအိုကလုံးဝမသုံးဘူးထင်တာပဲဆိုတော့အခုထိမတွေ့ဘူးသေးဘူးပေါ့နော်အခုထိသုံးတာတိတ်တွေ့မတွေ့ဘူးတရားပေါ့နော်အိုကတော့ကဲအဲ့တော့ယင်းဒီလေးပါဒါကဟီရာကနာယင်းဒီခတာခဏယင်းဒီဒီနေ့နှစ်ခုဒီနေ့ရဲ့ main character ပြီးသွားပြီပေါ့နော်main character ပြီးတော့ဆိုချင်တဲ့လွယ်လေးတွေ။ဘာလဲဆိုတော့က additional word လို့ခေါ်တယ် additional word ကဘာလဲဆိုတော့တန်တင်တာရှိဒီကောင်လေးကိုဘယ်လိုဘာလို့ခေါ်လဲတန်တင်တယ်လို့ခေါ်တယ်။ဒီကောင်လေးကိုဘာလို့ခေါ်လဲဆိုတော့မာဒုပေါ့နော်မာဒုတင်တယ်လို့ခေါ်တယ်။တန်တာနဲ့မာဒုတင်တယ်ခုပဲရှိတယ်။သူတို့ဘယ်လိုခေါ်လဲဆိုတော့တာခုတန်လို့ခေါ်ပြီးတော့ကိုဟန်တာခုတန်လို့ခေါ်ပါတယ်။ကဲအဲ့ဆိုရင်သူတို့ကအတူပဲနော်ဒီဟာလေးကသူတို့တင်တဲ့ကောင်လေးကဘယ်ကောင်လေးပဲရှိမှာဆိုအယောင်လေးနဲ့ဆိုရင်ပုံမှန်မိလို့ပဲပေါ့နော်အယောင်လေးနဲ့ပြရမယ်နော်ခအုပ်စုတင်မယ်ပြီးတော့စအုပ်စုတင်မယ်တအုပ်စုတင်မယ်ပြီးရင်ဟအုပ်စုတင်မယ်ဒါပဲအဲ့လေးမမေ့စင်နဲ့နော်ခအုပ်စုတင်မယ်စအုပ်စုတင်မယ်တအုပ်စုတင်မယ်ဟအုပ်စုတင်မယ်โอเคစနာတွေကမတင်ဘူးစနာတွေကတင်အောင်မရဘူးပေါ့နော်ဘာလို့လဲဆိုပြမယ်ခတန်လိုက်တဲ့ခါဘလို့အတန်ထွက်လဲဆိုဂဒီမှာကသူတို့ရဲ့အတန်ထွက်တွေအတန်ထွက်တွေဒီမှာရေးပေးထားတယ်ဘာလဲဆိုဂဖြစ်သွားတယ်ခါအုပ်ဆိုတင်လိုက်တော့ဂဂီဂူခေကိုဒီမှာကအစအုပ်ဆိုမလားဆရှိစုဆဲဆိုတန်လိုက်တော့ဇာဂျီဇူဇေဇိုဇတ်တန်နေထွက်သွားပြီနော်ဂျီဇူဇေဇိုဒီမှာကတာချီစတ်တဲ့တော့တန်လိုက်တဲ့ခါဒါဂျီဇူဒေဇိုဒီမှာနှစ်ခုတတိထားရမယ်ဒီကောင်လဲကြီးစုဒီကောင်လဲကြီးစုပဲเนาะဒါကတော့အတန်ရွက်တွေပဲဆိုတော့အဆင်ပြေရဒါကြီးစုတဲ့တော့စဇာကြီးစုစေဆိုဒါကြီးစုတဲ့တော့မမစင်နဲ့เนาะနောက်တစ်ခုက house ဆိုတန်တင်ပါမယ် house ဆိုနှစ်မျိုးတင်လို့ရတယ်ဘာလဲဆိုတန်တင်တာနဲ့မာရုတင်တာနဲ့နှစ်ခုရှိရတန်တင်တဲ့ခါကျတော့ဘာဘီဘူးပဲပေါ့ဖြစ်ပြီးတော့မာရုတင်တဲ့ခါပါပီပုပဲပေါ့ဆိုဖြစ်သွားပါတယ်ကဲအဲ့ဆိုတော့ရင်းနှီးလေးကိုတွားကြည့်မယ်ရင်းနှီးလေးကခဏတော့ဒီမှာဟီရာကနာတွေကိုရင်းနှီးနဲ့အတူတူပဲမှာဘာကွာလဲဆိုတော့ဘောနေအချောင်းလေးနဲ့ချောင်းတင်တာနဲ့အလုံးလေးတင်တာနဲ့ပေါ့နော်အလုံးလေးတင်တာနဲ့အချောင်းလေးနဲ့ချောင်းတင်တာနဲ့ပဲကွာတာအဲ့ဒါဆိုကြည့်မယ်နော်ဂါဂီဂူဂေကိုဇာဂျီဇူဇေဇိုဒါဂျီဇူဒေဒိုဒီမှာတန်တင်မမနေခဲ့ဒီမှာကတန်တင်ရမယ်တန်တင်မမနေဒါဂျီဇူဒေဒိုဘာဘီဘူးပဲပေါ့ဒါတော့တခုတန်အုပ်စုဖြစ်ပါတယ်ကဲဟန်တခုတန်အုပ်စုလေးကြည့်မယ်ပါပီဘူးပဲပေါ့ဒီကောက်တစ်ခုပဲရှိရအဲ့တော့ကြတော့
တခုပဲရှိရပါတော့ကဲနောက်ထပ်လာပါပြီဆိုတော့ဗာလဲဆိုတော့ဒီရယူရောဒါ additional word တွေဖြစ်ပါတယ် additional words တွေဆိုတော့ဗာလဲဆိုတော့သူတို့တွေကိုသူတို့တွေပေါင်းပြီးတော့ဆိုတာပေါ့နော်ပေါင်းပြီးဆိုတဲ့အခါဘယ်ဟာကိုပဲပေါင်းပြီးဆိုလို့ရလဲဆိုတော့ဒီ r e u a o ကလွဲပြီးတော့ကျန်တဲ့ကောင်တွေကိုမှဒီ e line ကျန်တဲ့ကောင်တွေ e line အရောင်လေးနဲ့ပြန်ပုံမှန်မြင်မယ်ဆိုတော့အရောင်လေးနဲ့ကြာပါမယ် r e u တွေ u a o ကလွဲပြီးတော့ r e u a o ကလွဲပြီးတော့ဒီကောင်တွေ e line ပေါ့နော်ဒီက key she chi ni he me ဆိုတဲ့ဟာနဲ့နောက်ခွဒီမှာ re ဆိုတဲ့ဟာပေါ့နော်အဲ့ဒါတွေကိုတင်လို့ရပါတယ်သူတို့တွေပဲတင်လို့ရလားဆိုတော့မဟုတ်ဘူးဒီဘက်ကဒါခုတန်းအုပ်စုရောဒီဟန်တာခုတန်းအုပ်စုတွေတင်လာမှုဒါပေါင်းတာပေါ့နော်ဟန်တာခုတန်းအုပ်စုတွေပေါင်းလို့ရပါတယ်ကဲဘယ်လိုလေးပေါင်းမလဲဆိုတော့ကြည့်မယ်နော်ဒါကတော့သူတို့တွေရဲ့ရမလားသူတို့ရဲ့တော့ကရယူရောရှိနဲ့ရနဲ့ပေါင်းမယ်ရှိနဲ့ရနဲ့ပေါင်းတယ်ဘယ်လိုထက်လဲရှာရှိအောင်မဒါတင်လိုက်တယ်ဒါခုတန်းအုပ်စုကကောင်းဂျီမလားဂျီနဲ့ရနဲ့ပေါင်းတယ်ဘယ်လိုထက်မလဲဂျာခီနဲ့ရနဲ့ပေါင်းတယ်ဘယ်လိုထက်လဲခီယာဒါခုတန်းအုပ်စုဂီနဲ့ရနဲ့ပေါင်းမယ်ဘယ်လိုထက်လဲဂီယာဒါကရိုးနီးနဲ့ရနဲ့ပေါင်းမယ်ဘယ်လိုထက်လဲနီယာမီနဲ့ရနဲ့ပေါင်းမယ်ဘယ်လိုထက်လဲမြဆိုတယ်မြတော့မဟုတ်နော်မီဆိုတဲ့တန်လဲပါမယ်ရဆိုတဲ့တန်လဲပါမြโอเคအခုကချီနဲ့ရနဲ့ပေါင်းမယ်ဘယ်လိုထက်လဲချဟင်းနဲ့ရနဲ့ပေါင်းမယ်ဘယ်လိုထက်လဲခရရီနဲ့ရနဲ့ပေါင်းမယ်ဘယ်လိုထက်မလဲရီယာဘီနဲ့ရနဲ့ပေါင်းမယ်ဘယ်လိုထက်လဲဘီယာပီနဲ့ရနဲ့ပေါင်းမယ်ဘယ်လိုထက်လဲပီယာအဲ့လိုမျိုးပဲရှိနဲ့ယူနဲ့ပေါင်းတယ်ဘယ်လိုထက်လဲရှူဂျီနဲ့ယူနဲ့ပေါင်းတယ်ဘယ်လိုထက်လဲဂျူခီနဲ့ယူနဲ့ပေါင်းတယ်ဘယ်လိုထက်လဲကျူဂီနဲ့ယူနဲ့ပေါင်းတယ်ဘယ်လိုထက်လဲကျူနီနဲ့ယူနဲ့ပေါင်းတယ်ဘယ်လိုထက်လဲညူမီနဲ့ယူနဲ့ပေါင်းတယ်ဘယ်လိုထက်လဲမြူချူခီနဲ့ယူနဲ့ပေါင်းတယ်ဟူရူဘီယူပီယူရှောဂျောကျော်ဂီယောဒါကတော့ပေါင်းလိုက်တော့မှနော်တခါတည်းရှိနဲ့ရောနဲ့ပေါင်းတယ်ဘယ်လိုလဲရှောဂျောကျော်ဂီယောညောမြောချောဟျောရောဘီယောပီယောအဲ့ဆိုရင်အစနဲ့ဆုံးပြပြမယ်နော်တန်တော်လေးတွေရှာရှူရှောယာဂျူဂျောချာကျူကျော်ဂီယာဂီယူကျော်ညာညူညောမြာမြူမြောချာချူချောဖျာဟျူဟျောရီယာရူရောပြာပြူပြောโอเคဒီဘက်ကဟာကိုပြန်ပြောပါမယ်ဒါတော့လေးပြန်မမြင်အောင်လို့ပါဟီရာကနာဘယ်နှလုံးရှိလဲ46လုံးရှိပါတယ်ခဏခဏလည်းဘယ်နှလုံးရှိလဲ46လုံးရှိပါတယ်ဒါကတော့ additional word တွေဖြစ်ပါတယ် additional word ဘယ်နှမျိုးရှိလဲဆိုတော့ဒါခုတန်ရှိမယ်ဟန်တာခုတန်ရှိမယ်နောက်တစ်ခုကကြရယူရောနဲ့ပေါင်းတဲ့ဟာရှိမယ်နော်နောက်ထပ်အသစ်ရှိတယ်ဗာလဲဆိုတော့စွတ်နဲ့ on နဲ့သူတို့တွေနဲ့အတန်တွေပေါင်းလိုက်ကြဘယ်လိုဖြစ်မလဲဆိုတော့ကြဥမာစနဲ့ပေါင်းရင်ဆန်ပေါ့နော်စနဲ့အွန်းဆိုတာကအန်လို့ပြောထားမလားအွန်းရဲ့အတန်တော့ကအန်လို့ပြောထားမလားစနဲ့အန်နဲ့ပေါ့နော်ဆန်ပေါ့နော်ရှိဆိုရင်ရှင်ပေါ့နော်အဲ့လိုမျိုးနောက်ကနေပြီးအန်အတန်တော်လေးပေါင်းတာဒါအွန်းလို့အဲ့ကြောင့်မလို့စရရေးပြထားတာအန်လို့ရေးပြထားတာနော်ဒါပေမဲ့သူ့ရဲ့အတန်တော့ကအွန်းပါအဲ့ကြတော့အွန်းကရိုးတဲ့နဲ့နေရင်သူ့ဘာသူနေအွန်းဒါပေမဲ့ခုနဲ့ပေါင်းလိုက်ရင်တော့အန်အတန်တော့ဖြစ်သွားတာပေါ့နော်နောက်ကစွကဘယ်လိုနေရာမှာသုံးလို့ရလဲဆိုတော့ပြောမှဆိုရင်ဒီခီရာကနာပဲဖြစ်ခတာခဏပဲအဲ့တခုခွေနောက်မှာချီဆိုင်ဆိုတော့ကအစွတ်အသေးလေးကိုပြောချင်တာစွတ်အသေးလေးနဲ့ပေါင်းမယ်ဆိုရင်အဲ့အတန်ပုံပြီးနစ်သွားတယ်ဥပမာဒီလိုမျိုးဆိုရင်ဒါဆိုရင်စရှိမဟုတ်တော့ဘဲနဲ့စွတ်အသေးလေးပေါင်းလိုက်တဲ့ခါစရှိအဲ့လိုမျိုးစရှိတော့အတန်တော့ကနစ်သွားတာပေါ့နော်အဲ့လိုမျိုးလေးဒါကတော့ဘာမှအသုံးပြုလဲဆိုဒါကတော့အခေါ်ဝေါ်တွေပေါ့နော်အခေါ်ဝေါ်တွေသိဖို့ပဲအ
ခေါ်ပေါ်တွေတိဖို့ပဲဆိုတော့မီနစ်နေကြရင်နဲ့ပုံပြီးနားလဲသွားမယ်တိအောင်လားစားရဖိုင်းဖဲတယ်ပုံပြီးနားလဲသွားမယ်အတွက်ကြောင့်မလို့ဒါတွေကတော့လေ့ကျင့်တာများလေးပို့ရလေပေါ့နော်ကဲဟုတ်ပါပြီအချင်းချုပ်ပါမယ်ဒီနေ့ရဲ့အချင်းချုပ်ကတော့ဟီတာကနာ46လုံးရှိမယ်ခတာခဏ46လုံးရှိမယ်ဒါခုတန်ရှိမယ်ဟန်တာခုတန်ရှိမယ်ရောက်ရောက်နဲ့ပုံနာရှိမယ်အတန်တွေကတော့အာအီအူဝဲအိုခါခီခုဝဲကိုစာရှိစုစေဆိုတာချီဆိုတဲ့တော့နာနီနူနဲ့နော်ဟာဟီဖူဟေဟိုမာမီမူမေမူယာယူယောရာရီရူတဲ့တော့ဝါအိုဖြစ်ပါတယ်ဒါကတော့ခတာခဏလည်းတူတူပဲဒါကတော့မြများလေးကျင့်ရမယ်ပေါ့နော်မြများလေးကျင့်ပြီးအင်စာလေးထပ်ပြီးပါနောက်ခါဒါခုတန်ရှိမယ်ဒါခုတန်ကဘာလဲဆိုဂါကီခုကေကိုဇာဂျီဇုစေဆိုဒါဂျီဇုဇုတဲ့တော့ပါဘီဘူးပဲပေါ့ဖြစ်ပါတယ်ဒါနောက်ကဟန်တခုတည်းရှယ်ဟန်တခုတည်းပိုင်လဲဆိုတော့ပါပီပူပေဖို့ဖြစ်ပါတယ်ကဲနောက်ခုကရောက်ရနေပုံနိုင်လာမယ်ရှာရှူရှောဂျာဂျူဂျောချာကျူကျောဂီယာကျူကျောညာညူညောမြာမြူမြောချာချူချောဟျာဟျူဟျောဒရာရူရောဗျာပြူပြပြပြူပြဖြစ်ပါတယ်ကဲအဲ့ဆိုရင်ဒီနေ့အင်စာကိုကြတော့ဟီရာကနရေးတာလေးရဲ့ဟီရာကနအလိုရေးထားတာရဲ့ခတာခဏအလိုရေးထားရဲ့ဒါခုတန်ရဲ့ဟန်တခုတန်ရဲ့လေးဟာပေါ့နော်ရယူရောဆိုပြီးခေါင်းစဉ်လေးတက်ပြီးတော့ထပ်ပေးပါဆူစစ်ပြီးတော့မှားနေတဲ့စလုံးလေးရှင်းပြန်ပြီးတော့ပြင်ပေးပါမယ်ရှင်ကဲအားလုံးပဲဒီနေ့လောက်ပါပဲ